IPTV software လေးဖြစ်တယ်မိတ်ဆွေတို့အဲ့ထက်မှာဘောလုံးပွဲတွေရုပ်ရှင်တွေအားကစားအစုံအကုန်လုံးကြိုက်တာမိတ်ဆွေတို့စိတ်တိုင်းကြလုံးဝ share ကြည့်လို့ရမယ် channel ပေါင်း16000ကျော်နဲ့ရုပ်ရှင်ပေါင်းလည်း3000ကျော်ပါတယ်လုံးဝတော်တော်လေးကောင်းတဲ့ software လေးဖြစ်တယ်ဒီ software လေးမိတ်ဆွေတို့စိတ်ဝင်စားရင်ဗီဒီယိုလေးအဆုံးအထိလိုက်ကြည့်ပေးအဲ့တော့ကျွန်တော်ထပ်ပြီးတော့လဲကြွညာပေးမယ်ကျွန်တော်ရှိမှလုံးဝ Android ပေါက်တွေ Run4 Story 32မှာလုံးဝ YouTube တွေအဲ့ဒါမတက်ချင်ဘူးစက်ကိုပေါ်ပါသုံးချင်တယ်ဆိုရင်ကျွန်တော်မှ Android ပေါက်တွေလည်းပစ္စည်းပြန်ရောက်ပြီဖြစ်တယ်ဆက်သွယ်မှယူခြင်းအကောင့်ထဲမှာဖုန်းနံပါတ်လေးရှိတယ် Viber နဲ့ order လေးတင်လို့ရတယ် Ryan နဲ့အင်အောင်ငွေချေပို့ပေးတယ်အဲ့တော့ဒီ software လေးဘယ်လိုအသုံးပြုရမလဲဆိုတော့လောလောဆယ်ကျွန်တော်တို့စပြီးတော့ download အတွက် Play Store ဖြစ်ဖြစ် App ဖြစ်ဖြစ်အဲ့ထဲကနေပြီးတော့မိတ်ဆွေတို့ကကြိုက်တဲ့ထဲကနေပြီးတော့ဒီ download တော့ play ကိုဒီပုံစံလေး download မှာဖြစ်တယ်အဲ့ app လေးတွေကနေမှာကျွန်တော်အခုထည့်ထားတဲ့ number လေးကိုတေချာလေးမှတ်ပြီးတော့မှအဲ့ number လေးအတိုင်းထည့်ပြီးတော့ဒီအောက်ကကိုနှိပ်လိုက်အဲ့ဒါဆိုရင်အခုနဒီ HC IPTV app လေးကို download ပြီးသားဖြစ်သွားမှာဖြစ်တယ် download ပြီးသွားပြီဆိုရင် software ရပြီ